အချစ်စစ်အချစ်မှန်တကယ်ရှိကြောင်းကိုမြက်ဝါထင်ထင်တက်တည်ပြနေတဲ့မြန်မာပြည်ကစုံတွဲများလောကမှာလူတွေကအချစ်စစ်ဆိုတာတကယ်မရှိပါဘူးကွာဆိုပြီးပြောဆိုတတ်ကြပါတယ်ဒါပေမဲ့ဒီစုံတွဲလေးတွေကိုမြင်မိရင်တော့အချစ်ဆိုတာတကယ်ရှိကြောင်းထိုသူတွေလည်းလက်ခံကြရမှာပဲဖြစ်ပါတယ်ပထမစုံတွဲလေးကတော့အခုတလော TikTok မှာလူအများစိတ်ဝင်စားနေကြတဲ့ချိုးသားစုံတွဲလေးပဲဖြစ်ပါတယ်ဒီစုံတွဲလေးကိုမြင်မိကြတဲ့အခါမှာအားလုံးကကောင်လေးဖြစ်သူဟာရုပ်ဆိုးလွန်ပြီးလူရုံမပေါက်တာကြောင့်ဂျိုသားကြီးလားဆိုပြီးဝေဖန်ပြောဆိုနေကြတာပါအမျိုးသမီးဖြစ်သူကတော့အားလုံးကဂျိုသားကြီးလားဆိုပြီးဝိုင်းကဲ့ရဲ့နေကြတဲ့အမျိုးသားဖြစ်သူကိုချစ်လွန်းလို့နမ်းမဝဖြစ်ရတဲ့အထီပါပဲတဲ့နော်TikTokမှာဆိုရင်လေသူမကသာအမြဲတမ်းလေးရှိကသူ့ချစ်သူကိုဘလောက်ချစ်ကြောင်းအထင်သားမြင်နေရတာဖြစ်ပါတယ်တကယ်တော့သူတို့ဟာလက်ထပ်ထားကြတာ9နှစ်တောင်ရှိနေပြီဖြစ်ပါတယ်ခင်မွန်းဖြစ်သူဟာလည်းအရင်ကဒီလိုရုပ်ရည်မဟုတ်ပါဘူးခန္ဓာကိုယ်ပေါ်မှာတငယ်ချင်းတွေရဲ့တက်တူးထိုးပေးရကနေယောဂဝင်ပြီးအာနာတွေဖြစ်ကရုပ်ဆူသွားခဲ့တာပါတက်တူးတွေကနေအနာတွေဖြစ်ကပတ်ဝန်းကျင်ကပါလက်မခံလို့အင်ကားမရပဲလပေါင်းများစွာလမ်းပြီးမှနေကြရရှာတာပါဒါပေမဲ့မိန်းမဖြစ်သူဟာယောက်ျားဖြစ်သူကိုပြစ်မသွားပဲယနေ့ချိန်ထိစိုးတူကောင်းတူဘေးမှာရှိနေပြီးတာဖြစ်လို့အားလုံးကလီစားနေကြတာပါအခုမှသူတို့ဘဝမှန်လေးကိုတည်သွားကြလို့ဂျိုသားကိုလည်းဝိုင်းတနာနေကြတာဖြစ်ပါတယ်နောက်ဆုံးတွဲလေးကတော့အားလုံးမျက်စိနောက်ပေမဲ့အဆုံးထိဝင်မကြည့်ရမနေနိုင်တဲ့လင်မယားပဲဖြစ်ပါတယ်ဒီလင်မယားနှစ်ယောက်ဟာပိုင်ဆိုင်မှုတွေပကာသနာတွေမရှိပေမဲ့ဘဝကိုရှိတာလေးနဲ့ရောင်ရင်းနေတတ်ကြတာပါသူတို့အရွယ်နဲ့မလိုက်ပလိပလာတွေပြောက TikTok ပေါ်မှာအာယုံနောက်လေးရှိတာပါယောက်ျားဖြစ်သူကလည်းမိန်းမဖြစ်သူကိုအာခံတွန်းနဲ့ငုံထားမဲ့တက်ချစ်တာလို့ဆိုပါတယ်မိန်းမဖြစ်သူကလည်းယောက်ျားဖြစ်သူကိုထင်းစည်းလေးတင်ရင်အောင်ပင်ပန်းမှဆိုလို့သူကိုယ်တိုင်ဝင်သိပြီးတက်တာမျိုးပါဒီစုံတွဲလေးနှစ်ခုကတော့အချစ်ဆိုတာငွေရှိမှလို့လက်ခံထားကြတဲ့ခေတ်ကြီးထဲမှာငွေမရှိသူတွေလေအချစ်စစ်ကိုတကယ်တွေ့နိုင်ကြောင်းမိမောင်းထိုးပြနေတာပဲမဟုတ်လားပရိသတ်တို့ကြီး